ဒီတစ်ချောင်းလုံးမိုးထားတဲ့ဘေးယောက်ျားကောင်းတို့မျက်ရည်ရင်ထဲမှာမျိုးသိထားအခက်ခဲတွေနဲ့ဘဝတိုက်ပွဲမှာအပြုံးတွေဝင်ပြခဲ့သူအဖေအကုန်တကအပမာတွေထုံးနေတဲ့အကျိုးတွေဘဝရဲ့တရားအော်ဘဝရဲ့တရားအဖေသူရဲ့ကောင်းမအဖေအမြင့်မြတ်ဆုံးဟာဖေတို့ရဲ့ဖေဖေရှိကနေမြင်ရခါ